ဒီနေ့အာယုံမိုင်းမအတွက်ဆိုပြီးကျွန်တော်အင်္ဂလိပ်ထွက်လာခဲ့ပါတယ်ဗျမိုင်းတင်တွေ့ပြီးရှိတာနဲ့ကျွန်တော်ချစ်ခုန်ချခဲ့ပါတယ်အဲဒီအချိန်မှာ screen ကအဲ့ဒါတက်ပြီးကြည်ထဲမြောက်ခင်မှာပဲကျွန်တော်ပျောက်ကွယ်သွားခဲ့ပါတယ်ဗျကျွန်တော်နုံးလာတော့ပုံမွန်းကျင်ကိုကြည့်ပြီးတော့ဒါကျွန်တော်ကဘာမဟုတ်ဘူးဆိုတာကျွန်တော်သိလိုက်ရပါတယ်ဗျအချိန်ဆွဲမိနေပဲပုံမွန်းကျင်ကိုလေ့လာဖို့အတွက်ကျွန်တော်အရှိကိုသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကျွန်တော်အရှိမှမြင်လိုက်ရတဲ့အရာတွေကကျွန်တော်ကိုလုံးဝမယုံနိုင်တော့အောင်အံ့ဩသွားစေခဲ့ပါတယ်ကျွန်တော်ရောက်နေတဲ့ကဘာကြီးဟာလုံးဝလှပပြီးနေချင်းဆက်ကောင်းတဲ့ structure တွေအများကြီးနဲ့ပြည့်နေပါတယ်ဒီကဘာမှာရှိတဲ့ structure တွေကကျွန်တော်တို့ပုံမှန်ကဘာမှာရှိတဲ့ structure တွေနဲ့လုံးဝမတူဘဲနဲ့လှပပြီးကွဲပြားနေပါတယ်ဗျငါဘယ်လိုလုပ်ပြီးဒီနေရာရောက်လာခဲ့ရလဲအဲဆိုတော့ပုံဝင်ကျင်တော့ငါနည်းနည်းပါရှောက်ကြည့်မှဖြစ်အနီးနားပုံဝင်ကျင်တော့ကိုကျွန်တော်ရှောက်ကြည့်နေနေဗျာကျွန်တော် Spider-Man ဝတ်စုံနဲ့တစ်ခုတ်နေတဲ့သူတယောက်ကျွန်တော်တွေ့ခဲ့တယ်ဗျာသူကတော့ Spidey Craft ပဲဖြစ်ပါတယ်အကျိုးအကြောင်းသိအောင်ဆိုရင်မှကျွန်တော်သူ့စီသွားပြီးတော့ကျွန်တော်စကားနည်းနည်းပြောခဲ့ပါတယ်ဟိုပြောဒီပြောရင်းနဲ့အမှန်တကယ်ကျတော့ကျွန်တော်ကမတော်စားအချိန်ကြီးသွားနေကျွန်တော်ဒီကိုမတော်စားရလာခဲ့အမှန်ကျွန်တော်သိခဲ့ပါတယ်ဗျာစကားလည်းပြောပြီးတော့သူ့အိမ်ကိုကျွန်တော်ကခေါ်သွားခဲ့တယ်ဗျာကျွန်တော်သူ့အိမ်ကိုမြင်တဲ့အချိန်မှာတော့မလောက်ဘူးဆိုရင်မရုပ်ဆိုးတဲ့ထဲမှာတော့မပါဘူးအိမ်ထဲလေးရောက်ရောကျွန်တော်ကိုဘောင်းနေငယ်ဖြစ်ပေးပြီးတော့ကျွန်တော်ကို time travel အကြောင်းတွေကို theory ချက်ကျွန်တော်ကိုရှင်းပြနေခဲ့ပါတယ်ကျွန်တော်လည်း Asian နဲ့ Asian လည်း တွေ့ပါမှာအချိန်ကြီးသွားဖို့ဆိုတာတော့အဲ့ဒီချိန်မှာပဲကျွန်တော်ပြန်နိုးလာတော့ကျွန်တော်ကိုသူကဟဲ့မအိပ်ပြောသွားလိုက်ဟဲ့မဟုတ်ပါဘူးအိပ်ပြောသွားမှာမဟုတ်အဲ့ဆိုမင်းကပြောရတယ်ကလုံးနားလိုက်ပြီဆိုရင်ငါတော့လိုက်ခဲ့ကွာအဲ့ဒါနဲ့ပဲသူကျွန်တော်ကိုကျွန်တော်မမြင်ဘူးမကြောက်ဘူးတဲ့ mind train တစ်ခုစီခေါ်တော့ခဲ့ပါတယ်ဗျ mind train ကလည်းတော်တော်လေးကိုလှည့်ပြီးတော့တော်တော်လေး6စရာခေါ်ပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ mind train မှာရှိတဲ့ time travel portal တစ်ခုကိုကျွန်တော်တို့ရောက်လာခဲ့ပါတယ်အဲ့ပိုတဲ့ဟာဆိုရင်လုံးဝရစရာမရှိတော့အောင်ကိုပြည့်စည်နေပြီးတော့သူ့ကိုပြုပြင်ဖို့အတွက်ကျွန်တော်တို့က Oxygen block တွေအများကြီးလိုပါတယ်အိမ်ကိုပြန်နိုင်မယ်တခုတည်းတော့ပိုတဲ့ဖြစ်တာကြောင့်ကျွန်တော်ဒီပိုတဲ့ကိုပြုပြင်ဖို့အတွက်ကျွန်တော် mine twin ဆင်းပြီးတော့အရင်းတွေ diamond တွေကိုကျွန်တော် mine ခဲ့ပါတယ် diamond pick လုပ်ပြီးတော့ကျွန်တော် Oxygen block အမြောက်များကိုလည်းကျွန်တော် mine လာခဲ့ပါတယ်နောက်ဆုံးတော့မလို့အဲ့ဒါ crying Oxygen block တွေကိုဖြတ်ပြီးတော့ကျွန်တော်ဒီပိုတဲ့ကိုပြုပြင်နိုင်ခဲ့ပါတယ်ဗျအဲ့ဒါနဲ့ပဲကျွန်တော်တို့ကြောက်မျက်နှာတယောက်ကြည့်ပြီးတော့ကျွန်တော်တို့အိမ်ပြန်မယ်ဆိုတော့တွေ့ဝင်လာခဲ့ပါတယ်အဲ့ဒါနဲ့ပေါ်တဲ့ထဲဝင်ခင်မင်းပါပြောရှင်နေဆိုပြီးကျွန်တော်သူ့ကိုမေးတဲ့အချိန်မှာသူကတော့နေပြောအောင်သူရင်ဆုံးပျောက်ထွက်ခဲ့ပါတယ်ကျွန်တော်ကလည်းဗီဒီယိုစားတော့ကမိုင်းတွင်းတဲ့ကိုကျွန်တော်ပြန်ရောက်သွားပါတယ်ဗျအနားမှာကျွန်တော်တီးလိုက်ရတာကသူကကျွန်တော်နဲ့မပါလာခဲ့ပါဘူးအဲ့အချိန်မှာပဲကျွန်တော်လည်းအချိန်မဆိုတော့ကျွန်တော်အိမ်ကိုကျွန်တော်ပြန်ခဲ့ပါတယ်ဗျကျွန်တော်အိမ်ထဲထဲရောက်ရောဖိတ်ခတ်နေစောကိုတွင်းနဲ့တူထားပြီးတော့ကျွန်တော်ပရင်ပေါက်ကနေအပြင်ကိုလမ်းကြည့်နေခဲ့ပါတယ်အဲ့ဒီချိန်မှာကျွန်တော်သွေးထဲမှာကျွန်တော်သွေးနေမိတာကသူကဒီကဘာမှာမရောက်ဘူးဆိုရင်သူ့ရဲ့ပုံမှန်ကဘာမှာသူပြန်ရောက်သွားမှာဒါမှမဟုတ်သူချကဘာကိုရောက်အောင်မှာသူပဲကဘာကိုရောက်သွားလဲသိရှင်နေဆိုရင်တော့စလီယန်ည6နိုင်ကြရင်သူ့ရဲ့ YouTube channel ဖြစ်တဲ့ Spidey Club ဆိုတဲ့ channel မှာသူဗီဒီယိုတင်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲတက်ကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ် Subscribe နဲ့ Like ပါနှိပ်ဖို့မမေ့ခဲ့နဲ့နော်Huh?